ပြင်ရောက်ကုန်ပြီအထဲမှာငလင်လှုပ်လို့ဆိုပြီးတော့လှုပ်သွားတာအကုန်လုံးအပြင်ရောက်ကုန်ပြီရန်ကုန်မြို့ဒီနေ့မနေ့ပိုင်းမှာပဲငလျင်လှုပ်တော့တာအားလုံးပဲသိကြမယ်ထင်တယ်ဒီလှုပ်တော့တဲ့အချိန်ကတော့မနေ့ပိုင်း8နာရီခွေလောက်ဖြစ်မယ်ထင်တယ်မနေ့အစိုးရထားတာနဲ့အိမ်ကလှုပ်နေတော့ဟာငလျင်လှုပ်တာပဲဆိုပြီးမှအခန့်တော်တွေပါလိုက်ရှာနေတော့မှာပဲငလျင်ကမလှုပ်တော့ဘူးပြီးတော့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒီတိုက်အမြင့်ပေါ်မှာနေတဲ့သူတွေကပိုကြောက်ဖို့ကောင်းပါတယ်အားလုံးတတိထားလို့ရအောင်ဒီဗီဒီယိုဖိုင်လေးကို reaction ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်တုံးနေရတော့ကျမလေအိမ်သာတက်နေရင်တက်လန်းကိုစင်ပြီးပြေးရတော့ဒီလိုဖြစ်တာရင်းရင်းညာပဲတိုက်ကြီးရလေအခုလဲဒူးတွေတုံးနေရဒီမှာကြည့်အောင်ပြင်တော့မှခုနမှတော့ဆေးရတယ်တော့ပြင်မဆေးပဲနဲ့ထွက်ပြေးတာဟေးကျမလည်းစောစောစီးစီးလေးကျမလည်းစောစောစီးစီးလေးဘိုင်းအောင်လို့ဆိုပြီးတော့လေအိမ်သာထတဲ့ကမှအမအိမ်သာထဲမှာဒီလိုရင်းရင်းညာဟေးရန်ကုန်မှာငရင်တော်တော်ကျန်းတယ်နော်ရှင်တို့ဘက်တွေရောစင်ပြေကြလားဂယူးဆိုင်ကြအောင်နော်အပြင်ရောက်ကုန်ပြီအထဲမှာငလင်လှုပ်လို့ဆိုပြီးတော့လှုပ်သွားတာအကုန်လုံးအပြင်ရောက်ကုန်ပြီငလင်တော့မသိဘူးလားခါသွားတာပဲထိုင်နေနဲ့အကုန်ပြေးစင်းကြတာကဲအားလုံးသတိထားမိလားတော့မသိဘူးဗျာဒီနေ့ရန်ကုန်မြို့မှာဘရင်အနေငယ်လှုပ်သွားတယ်ဘယ်ချိန်လဲဆိုတော့မနေ့ပိုင်းဒီ8နာရီ35မိနစ်နောက်38မိနစ်ဝန်းကျင်ပေါ့နော်အဲ့ဝန်းကျင်အတွင်းမှာရန်ကုန်မြို့မှာငရင်အနေငယ်လှုပ်သွားတယ်သိတာတဲ့ငရင်မြို့ပါလူတွေတော်တော်များများကိုတိတာရှိပါတယ်တချို့အထက်မြေတွေမှာနေတဲ့လူတွေဆိုရင်တော်တော်လေးတုတ်ခါသွားတဲ့ခံစားမှုမျိုးတော့ရမှာပါဒါငရင်အကြီးသားတော့မဟုတ်ပါဘူးငရင်အသေးသားလေးပါအောက်ကကြောက်လွှားတွေထိုင်ပြန်ချတဲ့သဘောမျိုးလည်းဖြစ်နေတယ်အခုရက်ပိုင်းမှာတော့ဒီရန်ကုန်အပါအဝင်တခြားနေရာတွေနေပြည်တော်တို့ဘာတို့ပါအပါပေါ့နော်တခြားနေရာမန္တလေးအဲ့လိုနေရာတွေတော်တော်များများလည်းငရင်အနေငယ်လောက်တာလေးတွေရှိပါတယ်အခုတော့ဒီရန်ကုန်မြို့မှာနည်းနည်းတော်တော်လေးကြာပါပြီဒီလိုအသေးသားငရင်လှုပ်ခတ်မှုတွေနည်းသွားပြီဒါပေမဲ့အခုတော့ဒီနေ့မနေ့ပေါ့နော်8နာရီ35ဒါ39အဲ့မိနစ်အတွင်းမှာသိတာတဲ့ငရင်တစ်ခုလုတ်ခတ်တော့ပါတယ်အန်ဒီအကြီးသားကြီးတော့မဟုတ်ပါဘူးသိတာတဲ့ခံစားမှုတော့ရရှိတယ်လို့သိရပါတယ်သူအထက်မြင့်ကလူတွေကတော့ဒီဒုက္ခသွားတဲ့အရာသာပထမတစ်ချိန်ဒုက္ခနောက်တစ်ခါထပ်ပြီးတော့နည်းနည်းအနည်းငယ်ထပ်ဒုက္ခဒီလိုမျိုးဒုက္ခမှုလေးတွေဖြစ်သွားပါတယ်အန်ဒီအကြီးသားတော့မရှိပါဘူးဒါပေမဲ့စိုးရိမ်စိတ်တွေအရန်စိုးရိမ်ကြမှာစိုးလို့ဒါကျွန်တော်တက်ပြောရတာပဲဖြစ်ပါတယ်ဒီလိုငရင်အသေးသားလှုပ်ခတ်မှုတွေကတော့ဒါနောက်ဆက်တွဲလေးတွေကတော့ဒါအနေငယ်ဒီလိုရှိတတ်ပါတယ်အန်ဒီမရှိပါဘူးစိတ်မပူကြပါနဲ့လို့ဘေးရန်ပေါင်းကင်းဝေးပြီးရန်သူမျိုး၅ပါးအန်ဒီကကင်းဝေးကြပါလိမ့်ခင်ဗျာ